ရုပ်ရှင်ထူးပွဲတွေမှာခုနမတ်တက်ပြီးဘိုင်နေနဲ့မဖိတ်လို့စိတ်ဆိုးနေတဲ့ယုံလေးမင်္ဂလာပါကျွန်တော် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ယုံလေးရဲ့ Facebook ပေါ်မှာတင်ထားတဲ့ post ပါပဲသူ post မှာတင်ထားတဲ့စာတွေက Premier Show ပွဲတွေမှာဖိတ်တဲ့နီလန်းအပေါ်မှာမကြေမနက်ဖြစ်ပြီးပောက်ကွဲနေတဲ့ပုံပါပဲယုံလေးစိတ်တူစိတ်ဆိုးပြီးမကြေမနက်ဖြစ်နေတဲ့အဓိကအချက်ကိုပြန်ကြည့်ရအောင်သူဟာရုပ်ရှင်လောကမှာနှစ်ပေါင်းများစွာရပ်တည်ခဲ့သူဒရိုက်တာနဲ့အဆိုတော်တူဖြစ်ပေမဲ့ရုံပိုင်ရှင်တွေနဲ့ရုပ်ရှင်ထူးပွဲဖိတ်စာတွေမှာသူ့ကိုဘိုင်နေနဲ့တကူတကလေးလေးစားစားဖိတ်ကြားခြင်းမရှိပဲ Messenger Viber တို့ကနေအလွယ်တကူလှမ်းဖိတ်တာကိုမခံမရပ်နိုင်ဖြစ်ပြီး post တင်ခဲ့ရပါယုံလေးကသူ့ရဲ့ post ထဲမှာကျွန်တော်ရုပ်ရှင်ရိုက်ခဲ့တာနှစ်ပေါင်း20ကျော်ပြီလို့ပြောခဲ့ပါတယ်ဒါဟာလေးစားဖွယ်ရာအတွေ့အကြုံပါပဲဒါပေမဲ့ရုပ်ရှင်ပိုင်ရှင်တွေဟာခေတ်ပြောင်းလဲမှုနဲ့အတူစီးပွားရေးသမားတွေလိုတွေးလာကြပါတယ်သူတို့အတွက်အရေးကြီးဆုံးကလူထုကြားတဲ့ကိုကောင်းတဲ့သတင်းပြန့်နှံ့အောင်ပါအထူးပွဲကိုဖိတ်တဲ့အခါဘယ်သူတွေလာရင်မီဒီယာသတင်းကောင်းရနိုင်မလဲဘယ်သူရဲ့ပါဝင်မှုကသူတို့ရဲ့ဇက်ကားကိုလူပြောများစေပြီးဝင်ငွေတိုးစေမလဲဒီချက်တွေကိုပဲကြည်ပါရဲရုံလေးတရားနှစ်ပေါင်း20ရိုက်ခဲ့တာမှန်ပေမဲ့လက်ရှိခေတ်ရစီးကြောင်းမှာသူ့ရဲ့ပါဝင်မှုတို့ရုပ်ရှင်တွေဟာပရိသတ်ကိုယုံတဲ့အထိဘလောက်ဆွဲဆောင်နိုင်ပါသလဲဒီလက်တွေ့ကျတဲ့ဈေးကွက်တန်မိုးကိုလက်မခံမဲ့အတိတ်ကဂုံပုတ်တစ်ခုတည်းကိုပဲကင်ဆွဲပြီးတောင်းဆိုတာဟာသူကသူလိုတာတဲ့ပို့အထင်ကြီးလို့နေတာလားလို့မေးခွန်းထုတ်เสียဖြစ်နေပါတယ်ဒီကိစ္စမှာအတိတ်ပဲအမဲဆုံးအချက်ကတော့သူကိုယ်တိုင်ထုတ်လုပ်မှုအရေးအသွေးကိုဝန်ခံခဲ့တာပါပဲ post ထဲမှာကျွန်တော်ပတ်စံနဲ့ရိုက်ပြီးစုပြတ်တက်နေတဲ့ original Gansra 3အကြောင်းကိုပြောခဲ့ပါတယ်ကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးတဲ့ရုပ်ရှင်ကိုတောင်မှယုံကနေပြေးထွက်ချင်လာအောင်ဆိုးရွားပြီးစုပြတ်တက်နေပါတယ်လို့ကိုယ့်ဘာသာကိုသုံးသပ်ပြီးမှဒီလိုအရေးသွေးမပြည့်မီတဲ့ရုပ်ရှင်မျိုးထုတ်လုပ်သူကို VIP လိုလေးစားစွာဖိတ်ရမယ်လို့မျှော်လင့်နေတာဟာတကယ်ကိုနားမလည်နိုင်စရာပါပဲအနုပညာလောကမှာလေးစားမှု respect ဆိုတာဟာအချိန်ကြာလာတာနဲ့အမျှအလိုလျောက်ရလာတာမဟုတ်ပဲကိုဖန်တေးလိုက်တဲ့နုပညာလက်ရရဲ့အရေးအသွေးကိုရေရှည်တည်တတ်မှုနဲ့ပြိတ္တပေါ်တက်ရောက်မှုပေါ်မှာမူတည်နေတာပါဒီလိုအားနည်းချက်ကိုကိုယ်တိုင်သိပါလျက်နဲ့သူ့ကိုနေရာပေးဖို့ကိုလိုက်တောင်းဆိုနေတာဟာအနှဲငယ်ရောရည်စရာကောင်းနေပါတယ် Messenger Viber နဲ့ဖိတ်တာကိုမကျေနပ်လို့ဒေါသထွက်တာဟာလည်းခေတ်ပြောင်းလဲမှုကိုနားမလည်တာကိုပြသနေပါတယ်ယခုခေတ်မှာလူတိုင်းအထူးသဖြင့်အလုပ်ကိစ္စတွေကိုမြန်ဆန်ထိရောက်အောင်ဖုန်းနဲ့ဒါမှမဟုတ် digital နည်းလမ်းတွေနဲ့ပဲဆက်သွယ်နေကြပါတယ်ရုံပိုင်ရှင်တွေဟာရုပ်ရှင်တကားရဲ့အထူးပွဲအတွက်ရာနဲ့ချီတဲ့လူတွေကိုဖိတ်ကြားနေရတာပါအဲ့ဒီလူတိုင်းကိုကပြားလှလှလေးထုတ်ကားနဲ့သွားပြီးလက်ရောက်လိုက်ပေးဖို့ဆိုတာကလက်တွေ့မှာခက်ခဲအချိန်ကုန်ပြီးကုန်ကြစေများလုံးပါတယ်တကယ်လို့ယုံလေးတာတကယ်ကိုသဘောထားကြီးတဲ့နုပညာရှင်ကြီးဆိုရင်အလုပ်တွေရှုပ်နေကြမှာပေါ့အရေးကြီးတာကအတီးပေးဖို့ပါပဲလို့တွေးပြီးလက်ခံလိုက်ရောပါမယ်ဒီလိုသိမ်းမကိစ္စကိုလူသိရှင်ကြား post တင်ပြီးစိတ်ကောက်ပြတာဟာရင့်ကျက်မှုနဲ့ professional ဆန်မှုနည်းပါးကြောင်းကိုဖော်ပြနေကြလို့ပါပဲအဆုံးသတ်အနေနဲ့ပြောရရင်ယုံလေးရဲ့ဒီလိုအများပိုင်ကွန်ရက်ပေါ်မှာစိတ်ဆိုးဒေါသထွက်ပြလိုက်တာဟာမိမိကိုယ်ကိုပြန်လဲသုံးသပ်ဖို့လိုအပ်နေကြောင်းကိုအတိအလင်းပြလိုက်တာပါပဲလေးစားမှုဆိုတာကတောင်းဆိုလို့ရတာမျိုးမဟုတ်ပါဘူးကိုယ့်ရဲ့လက်ရကောင်းတွေအမှုပညာရဲ့ဩဇာအာဏာနဲ့ပြိတ္တပေါ်လွှမ်းမိုးမှုတွေကနေသူ့အလိုလိုရလာတာမျိုးပါအမှုပညာရှင်တအိုးရဲ့အဓိကတာဝန်ကအရေးအသွေးပြည့်မီတဲ့ဖန်တီးမှုတွေနဲ့ပြိတ္တကိုဆက်လက်ဖန်ဆားဖို့ပဲဖြစ်ပါတယ်ဖိတ်စာပုံစံကြောင့်စိတ်တူမဲ့အစားသူတို့ငါ့ကိုမဖိတ်လဲငါ့ရဲ့နောက်ထပ်ကပိုကောင်းတယ်ဆိုတဲ့အရေးအသွေးနဲ့ပြန်ပြီးတုတ်ပြန်ပြဖို့ကပိုပြီးဂုဏ်သိက္ခာရှိပါလိမ့်မယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တင်းတို့ကတော့ဘယ်လိုထင်မြင်မိပါသလဲယုံလေးရဲ့စိတ်ကောက်တာကမှားလားမှန်လားဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်နော်ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်